ဒီနေ့ကတော့ဂျပန်မှာစပိန်ပေါက်လို့ရှိရင်ကိုယ်တိုင်ဖာနီးလေးပြောပြသွားမှာပါနေလာခဲ့တဲ့3နှစ်ကျော်ဒီမှာပထမအောင်ဆုံးဘိန်းပေါက်လို့ဆိုတော့နည်းနည်းတော့ပြန်ရခတ်သွားပြီပေါ့နော်မနေ့ကတော့လှုပ်သွားရင်းနဲ့နက်ကထိုးသွားပြီးတော့ဘိန်းအလုံးအောင်ပေါက်ထွက်သွားတာဖာကြပစ္စည်းကတော့ရန်တရားတိုင်းမှာထုံးစံနဲ့ရန်တရားတိုင်းမှာထောင်းမှာပေါ့နော်ရန်တရားတိုင်းမှာဖာခွေးကအဆက်လိုက်လေးထားပြီးအဆက်လိုက်ကမှ130ပဲပေးရတယ်ပေါ့နော်ဒီဆက်လေးပါလေထိုးတာမရှိတဲ့လူတွေကတော့အဲ့လေထိုးတာဘူးလေးနဲ့ဝယ်ချင်လဲဝယ်ဒီ6နဲ့ထိုးတဲ့ဟာဝယ်ချင်လဲဝယ်ပေါ့နော်ကျွန်တော်တို့လေထိုးတာရှိရဆိုတော့မဝယ်တော့ပါဘူးတခြားပစ္စည်းလေးလည်းစုံတယ်ရန်တရားတိုင်းမှာလက်ကင်မှာထပ်ပေါ်ရတစ်ခုတော့ဝယ်ခဲ့လိုက်တယ်ပေါ့နော်အဲ့ဒီအလှတက်တဲ့ဟာလေးချစ်စရာလေး130ပဲရှိတယ်။ပြီးမှအလှတက်ရင်လေပန်ကာလေးကလေးနေ။ဒါပေမဲ့ကျွန်တော်ငွေခဲ့ကိုပတ်စံကုန်မဆိုးကနေပြထားခဲ့လိုက်တယ်။ Okay ဘိန်းစားပါပါမယ်။ဘိန်းစားပါမယ်ဆိုသူ့ထည့်ပါတဲ့ဟာလေးကိုအဲ့ထုတ်မယ်ဆိုလို့ရှိရင်ကလိုလိုင်းလေးတစ်ခုပါတယ်ပေါ့နော်။ကလိုလိုင်းတစ်ခုကကလန့်ပြီးတော့တစ်ခုကထိုးပြီးတော့ထုတ်ပါမှာပေါ့နော်တိုင်အောင်။အတွင်းထဲအားလေးနဲ့ထိုးပြီးတော့သူ့မှာပါတဲ့အခွဲချောင်းလေးနဲ့ကလန့်လိုက်ပါပြီးလို့ရှိရင်စမုတ်တန်တစ်ချောင်းကျော်ကနေပြီးတော့တစ်ချောင်းကျော်လောက်ကိုထိုးပြီးတော့တဖြည်းဖြည်းနဲ့ထုတ်သွားလိုက်လို့ရှိရင်သူ့အနေနဲ့အကုန်လုံးထွက်လာပါလိမ့်မယ်တိတ်တမထောင်ပြီးတော့ထည့်ထိုးတာပို့ပြီးတော့အဝင်လွယ်တယ်ပေါ့နော်မြန်လဲမြန်တယ်ထုတ်ပြီးလို့ရှိရင်အတွင်းထဲကဒီတာယာအကုန်လုံးကွာဝိုင်းဆိုလို့ရှိရင်အတွင်းထဲကတာယာဆွဲထုတ်အောင်မှာပေါ့နော်ကျွန်တော်ကတော့အလုံးတိုင်းနဲ့ပေါက်သွားဆိုတော့လေအလုံးနောက်ကျမှဆိုတော့ဒီတိုင်းပဲပြီးပြီးတော့နင်းလိုက်တာရင်အပြန်ကျတော့ချင်းချင်းမလျှောက်ချင်လို့ဒီတိုင်းပဲပြေးကပ်ပြီးတော့အပေါက်တိုင်းကြီးနင်းလိုက်တာဆိုတော့လေတာယာတွေအတွင်းထဲမှာလိန်ခွေပြီးတော့ခောက်နေလို့မလို့ဆွဲထုတ်ရတာနည်းနည်းတော့ခတ်သွားတယ်အကုန်လုံးဆွဲထုတ်ပြီးလို့ရှိရင်အဲ့ဒီတာယာကိုလေထိုးရမယ်ပေါ့နော်လေထိုးပြီးတော့အပေါက်ရှိလားမရှိလားသိရမယ်နက်တိုင်တွေကလေသူများတွေကတော့ဖြုတ်တယ်ဒါပေမဲ့ကျွန်တော်ကနက်ဖြုတ်ဖို့ရဝက်ဥကလည်းဝက်ဥခုံလာတာလည်းမရှိဘူးလေစပိန်နာမတက်တာလို့မလို့ဖားရတာပေါ့နော်ရခိုးလေးလည်းမိကုန်ပြီဘာမှနားမလဲဘူးအခုစားဟိုဗာလဲလေထိုးလို့ရှင်လေမထွက်အောင်တက်တဲ့အတန်လေးအဲ့ကြားတဲ့အတန်လေးဖြုတ်ပြီးတော့ကြတော့အရင်အောင်အစိုးရနေတော့ကြလေအဲ့ဒီစက်ထဲမှာပဲပါတဲ့ဟာကိုတဝက်ဝက်ပြီးတော့ကြတော့သူကနှစ်ခါသုံးခါခါဆိုတော့တဝက်ဝက်ပြီးတော့အတစ်ပြန်တက်ပြီးတော့ဟိုလေထည့်မှာပေါ့နော်အရင်ဟာရာဘာဆွေးပြီးတော့လေအတွင်းထဲမှာကြံခဲ့လေဘာလို့မှထုတ်လို့မရဘူးဆိုလေဒီတိုင်းပဲထိုးထည့်ပြီးတော့ကျွန်တော်တို့လေပြန်ထိုးလိုက်မယ်အဲ့ဒါလေရှုကနေထုတ်လို့ရှိရင်ပြန်ထွက်လာမယ်လို့ထင်တယ်ပေါ့နော်လို့ကျွန်တော်အမှကျွန်တော်တာယာအကုန်လုံးခွေပြီးတော့လေတော့ဝင်နေအဲ့ထိတ်နေရဖြုတ်နေရလို့ဒီတိုင်းပဲဟိုဘောကတာယာကြီးကိုလွှဲပြီးတော့လေကျုပ်ကိုမဖြုတ်ဘဲနဲ့ဒီတိုင်းပဲပါမှာပေါ့နော်လေထိုးမှာပေါ့နော်လေထိုးတာကတော့ကျွန်တော်မှရှိတယ်အဲ့ဒီခုနကတော့လေရန်တရားတိုင်းမှာရောင်းနေတာရန်တရားတိုင်းဆိုရင်လည်းသူက6နဲ့နင်းနေတာရန်900ပေးရတယ်ပေါ့နော်သူကတော့လေထိုးတန်ဆိုတော့ခဏခဏဝယ်ကြရတော့မလို့ပေါ့တစ်ခါဝယ်ထားပြီးသွားရောစပိန်ကပေါက်သေးမယ်ဆိုလို့ရှိရင်တော့လေကဝင်ပြီးတော့ကျတော့တစ်ခါလေးလုပ်လို့ရမယ်ဆိုရင်ကျွန်တော်ကနက်အချုံကလေတော်တော်ကြီးတယ်တန်ချောင်းလိုဟာထိုးသွားတာဆိုတော့လေကျွန်တော်ကိုယ်တိုင်အဲ့ဒါကိုဆွဲနှုတ်လိုက်တော့မလို့အနေထားကိုတည်ရပေါ့နော်အပေါက်ကတော့ကြီးမယ်လို့ထင်တာပေါ့နော်အခုလေထိုးလေလေးကဝင်တော့ဝင်နေဝင်ပြီးချက်ချင်းပြန်ထွက်သွားတဲ့အနေထားမျိုးပေါ့နော်အပေါက်ကတော်တော်လေးကြီးမယ်တော့ရှိရဆိုတော့ဒီတိုင်းပဲရှာကြည့်လိုက်တာပေါ့နော်မြတ်ဆန်တော့လေအပြည့်ထိုးပြီးတော့အဲ့ဒီရေခွက်ထဲကိုထည့်ပြီးတော့အပေါက်ရှာပေါ့နော်အဲ့ဒါမှပဲအပေါက်ကတွေ့မှအပေါက်သေးမယ်ဆိုရင်ကျွန်တော်အပေါက်ကြီးရဆိုတော့ရေလည်းမလို့တစ်ခါလေးတန်းထွက်သွားဆိုတော့လေတန်လေးနဲ့နားထောင်ပြီးတော့ကြည့်လိုက်တော့အပေါက်ကတွေ့သွားပြီပေါ့နော်အပေါက်ကတော်ကြီးရဆိုတော့အဲ့အပေါက်ကိုဖားရမှာတာယာရဲ့သဘောအရသူကညီညီညာညာလောက်ထားမှုပဲနဲ့အစင်းချောင်းလေးပါတော့လေးဖာဝေးကကွန်ကတ်မှာဆိုလို့အဲ့ဒီကိုဖားမဲနေရကိုစက်ထဲမှာပါတယ်ကိုဗလီနဲ့ကိုဗလီစားပေးရမှာပေါ့နော်ကိုကတ်မဲ့အနီးတော့အဝိုင်းနေရပြားဆိုပြားနေရလောက်လေးပဲကိုပဲစားပေါ့နော်ကျန်တဲ့နေရာတွေပါစားလို့ရှိရင်ကျုပ်ကပါတော့မှာဆိုလို့ကိုဒူးလေးပေါ်တင်ပြီးတော့လိုမျိုးလေးစားပြီးလို့ရှိရင်ကိုကတ်မှာပေါ့နော်မဟုတ်လို့ရှိရင်ကိုကမကတ်ဖင်းနေမှာဆိုလို့လေအခုပြောပြနေတဲ့ဖာကြပစ္စည်းတွေကဟို130ပေးရတဲ့စက်ထဲမှာအကုန်လုံးပါပြီးသားတွေဖြစ်တော့မလို့ဘာမှစိတ်ပူချင်မလို့ပေါ့နော်ဟိုကတ်မဲ့ဟာလေးတွေကလည်း9ခုလောက်ပါတယ်သူကစိုက်မျိုးစုံပါတယ်ပေါ့နော်ကိုအပေါက်ပုံတင်ပြီးတော့ကိုကတ်ချင်တဲ့ဟာလေးနဲ့ကတ်ကိုကတော့ကိုလေးကတ်မှာပေါ့နော်ကိုကတာယာကတ်တဲ့ကိုလေးဖြစ်တဲ့အတွက်လက်တွေပိုင်းမှာမကတ်ဘူးပေါ့နော်ကိုလေးတင်ပြီးလို့ရှိရင်လက်ကလေးနဲ့ဟိုဘေးပတ်လေကိုကတ်မဲ့နေရတော့ဘိုက်ကိုအကုန်လုံးလိုက်ပြီးတော့ညှိပေးလိုက်ပေါ့နော်ညှိပေးပြီးရင်လေတက်လက်ပြီးတော့6ခန်းမှာဒီကိုကအဲ့လိုမျိုးဟိုမ6သေးပဲနဲ့ကတ်လို့ရှိရင်ကျတော့ပြန်ကွာတတ်တယ်ဆိုလေနည်းနည်းလေးမှုတ်ပြီးတော့6လေးခန်းလိုက်6တာတော့မြန်တယ်ကျွန်တော်ကအပေါက်ကနေကြည့်တော့ကျွန်တော်အပေါက်ကိုထပ်ပြီးတော့လေနှစ်ထပ်အဲ့လိုမျိုးကတ်လိုက်တာပေါ့နော်နောက်ကျွန်တော်တခါတည်းပဲတုတ်နှစ်ခါတုတ်စင်ပြေတယ်မဲ့6အောင်လုံးနဲ့ဆောင်ပေါ့နော်6အောင်ဆောင်ပြီးတော့မှကတ်တော့ပိုကောင်းတယ်ကိုမ6သေးပဲနဲ့ကတ်လို့ရှိရင်ကိုမမြင်ရပိုင်းဖြစ်တယ်ပေါ့နော်လေးလေးနဲ့မှုတ်လိုက်လက်ကလေးနဲ့ပြန်လိုက်လုပ်ပြီးတော့ကိုကတ်မဲ့ဟာလေးကိုအပေါ်ကနေကတ်လိုက်ပေါ့နော်ဒီနေ့လေးဖန်သွားပြီဆိုလို့ရှိရင်ကစီဖြစ်တော့ဆိုလို့ရှိရင်ကတ်လို့ရပါပြီကတ်ပြီးလို့ရှိရင်သူဒီတိုင်းပဲဖိပြီးကတ်လိုက်တာရိုက်လိုက်တာမဟုတ်ဘဲနဲ့လေသူဆွဲဆန့်ပြီးပေါ့နော်ဟိုရာဘာဆိုတော့လေလုံးဝကတ်သွားအောင်လို့လက်အားလေးနဲ့ရတယ်မင်းကလေးအားလေးနဲ့လေရိုက်လက်အားလေးနဲ့ဆွဲပြီးရင်တစ်ခုခုလေးနဲ့ရိုက်ပေးရမှာပေါ့ကျွန်တော်တို့ကဒီခုနကလန်နဲ့တန်ချောင်းလေးနဲ့ပဲလေဒူးလေးကိုထည့်ပြီးရိုက်လိုက်တယ်အဲ့ဒါတော့ရိုက်ရမယ်တင်တယ်ပေါ့နော်ကျွန်တော်တို့ငငယ်တော့ဖေတို့ဖာတာလေးလည်းမြင်ဘူးလေဆိုတော့လေဖေတို့လည်းအဲ့လိုမျိုးလေးရိုက်နေတွေ့ရပေါ့နော်ဘေးပါလေးလည်းရိုက်တာတွေ့ရဆိုတော့ကိုလည်းရိုက်လိုက်တာဘာလဲတော့မသိဘူးပေါ့နော်အဲ့ဒါပြီးရင်တစ်ခေါက်လေးထိုးပြီးလို့ရှိရင်လေးထက်ဆန်းခြင်းမှာပေါ့နော်လေးထွက်နေလားမထွက်နေလားအဆင်ပြေလားမပြေလားအမှကျွန်တော်ဖာနေတဲ့ဥချင်းကကြိုက်တယ်လုံးဝမပြေဘူးတင်းကိုတွေ့ကပ်ပြီးကြိုက်နေဖားတဲ့ဆန်းကတော့ဒီလောက်ပဲပြီးသွားပြီပေါ့နော်ဖားပြီးသွားပြီဆိုတော့လေထိုးပြီးလို့ရှိရင်လေဆန်းကြီးလို့ဟိုလေကမထွက်ဘူးဆိုလို့ရှိရင်ပြန်တက်လို့ရပြီပေါ့နော်ဟိုအခုတောက်တစ်ခေါက်ဆန်းတဲ့ခါမှာတော့ရေထဲကိုထည့်ကြမလို့တော့ဘူးနော်ရေထဲထည့်လိုက်လို့ရှိရင်ကိုယ်ဒီပြန်ကွာတာလေးတိတ်မကတ်တာလေးဖြစ်သွားမှာဆိုလို့လက်ကလေးနဲ့ဖြစ်နားလေးနဲ့ဖားလေးနဲ့ဖြစ်ကတ်ကြည့်လိုက်လို့ရှိရင်လေအမှအားအောင်ပြန်ထွက်လာလေးတွေပြန်လျှော့လိုက်တော့အရင်ကြံခဲ့တဲ့လက်ဟောင်းလေးအဲ့ပြီးလို့ရှိရင်ကျုပ်ကိုပြန်ထည့်ရမှာပေါ့နော်ကျွန်တော်နောက်ဘိန်းဖြစ်နေတဲ့အတွက်လေဟိုတောက်ထောက်ပြီးတော့လှည့်လို့လည်းရတယ်ဆိုတော့ဘိန်းကိုပြောင်းပြန်လည်းမထောင်တော့ဘူးနော်ရှေ့ဘိန်းဆိုတော့ဘိန်းကိုပြောင်းပြန်ထောင်ပြီးတော့လှည့်တာပို့ပြီးတော့အဆင်ပြေမယ်တင်တယ်ကျွန်တော်နောက်ဘိန်းဆိုဒီတိုင်းပဲတောက်ထောက်လိုက်တော့လှည့်လို့ရနေရဆိုတော့ဒီတိုင်းပဲဖားလိုက်တာနော်အဲ့ပြီးကျုပ်ကိုအကုန်လုံးပြန်ထည့်ပြီးလို့ရှိရင်တာယာကြီးကိုပြန်ထည့်ရမှာပေါ့နော်ရင်တော့ကိုကနေကိုတခါမှလည်းဘိန်းလည်းမပါဘူးဘိန်းပေါက်တယ်ဆိုလို့ရှိရင်ဆိုင်အပ်တာပေါ့နော်မြန်မာနိုင်ငံမှာတော့ကြိုင်လည်းမကြည့်ဘူးဖြုတ်လည်းမကြည့်ဘူးအဲ့တော့နည်းနည်းတော့စိတ်လှုပ်ရှားတာပေါ့နော်ဘယ်လိုပဲကနေဘယ်လိုစဖြုတ်လို့ဖြုတ်အောင်လည်းမသိဘူး
ဒါပေမဲ့တကယ်ဒီဘက်မှာဘိန်းပေါက်ပြီးဖဖို့ရသွားပြီးတော့ဆိုင်မှာမင်းနေဆိုလို့ရှိရင်3000နဲ့6000ကြားကိုကုန်မှာကွာ3000နဲ့6000ကြားဆိုတော့တော်တော်ဈေးကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုကနေကိုဖလို့ရှိရင်ကျတော့130ပဲကုန်မယ်ကိုလောက်အားပေါ့နော်ကိုကနေကိုအတွေ့အကြုံလည်းရတာပေါ့အဲ့ကျတော့ကိုကနေကိုပဲစမ်းပြောဖာကြည့်ကြပါလို့ပြောနေတယ်တချို့အိမ်ခေါ်ပြီးတော့ဖာရင်းလည်းရှိတယ်အိမ်ခေါ်နေလို့ရှိရင်သူတို့ကနီးလို့ရှိရင်တော့မှ2500လောက်ယူလဲဆိုလေစပိန်တစ်ခါဖာဖို့1000လောက်ကုန်မှာပေါ့နော်သူတို့ဆိုင်မှာကိုကစပိန်လုံးသွားချင်လို့အိမ်မှာလာဖာပေးဆိုပြီးတော့ဖုန်းဆက်လို့ရတာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါသူတို့သွားကလာကတွေအတွက်ကိုသူတို့ကနေဝေးပေါ်မူတည်ပြီးတော့ယူလာရေးလည်းရှိရလေအဲ့ကျတော့အနည်းဆုံး1000လောက်ကုန်တယ်ဆိုတော့ကိုကနေကိုဖာလို့ရှိရင်130ပဲကုန်တာကြွေးကြမယ်ဆိုလို့ရှိရင်အစားတောက်တွေကိုကိုစားချင်တာတွေမစားဘဲနေတာထက်လေဒီလိုမျိုးကိုမကုန်တဲ့နေရာလေးတွေကိုမကုန်အောင်လုပ်တာပို့ပြီးတော့ထိအောင်မယ်လို့ထင်တယ်လေထိုးပြီးလို့ရှိရင်တရားကိုတေချာဝင်လားစစ်ကြည့်ပါတော့ကျွန်တော်တစ်ချက်အမှစစ်ကြည့်လိုက်တော့တနေရာမဝင်တာနဲ့လေထိုးပြီးသားကြီးကိုထည့်တော့ကျတော့လုံးဝထည့်လို့မရအောင်အဲ့နဲ့လေးပြန်ချုပ်ပြီးတော့တစ်ခေါက်ပြန်ပြီးတော့အတွင်းထဲကိုထိုးထည့်ရတာထိုးထည့်ပြီးအကုန်လုံးသူ့ညနေသူကြာသွားပြီဆိုမှတေချာလေးကိုထိုးပေါ့နော်ပြီးတော့ပထမဦးဆုံးတစ်ခေါက်လေထိုးပြီးစီးမဲ့ခါမှလေးတားကြီးတင်းနေအောင်ထိုးတာမျိုးမဟုတ်ဘဲနဲ့ကိုစီးလို့ရမယ့်နေတာလောက်လေးကိုထိုးတာပိုကောင်းတယ်ပေါ့နော်ကျွတ်တွေလည်းထည့်ပြီးဒါတွေလည်းထည့်ပြီးဆိုတော့ဖာတာတော့ဒီမှာပဲပြီးသွားပြီပေါ့နော်ဆိုရင်ဖာအရန်လွယ်ပါတယ်ကျွန်တော်လည်းမဖာခင်တော့အရန်ကိုစိတ်လှုပ်ရှားပြီးဖြစ်ပါမှာဘယ်အနေထားပြုတ်လို့ဖာမှမသိဘူးဒီကိုကြီးကိုဘယ်လိုဖြုတ်အောင်လဲစဉ်းစားတာပေါ့နော်တကယ်တော့ကိုကကျွတ်တွေပါလဲမှလည်းမဟုတ်တော့ကြလေကိုရဖြုတ်ချမလို့ပဲနဲ့ဖာတာပဲဆိုတော့ဒီတိုင်းဖာလို့ရပါတယ်ဒီနေ့ကျွန်တော်လည်းစဉ်းပြေးကြပါသည်ကျွန်တော်ရရှာရှိပြီးဝယ်လာတဲ့လက်တက်တဲ့ဟာလေးပေါ့နော်စိုက်ကမတော်ပါဘူးလက်ကဖြစ်သွားပါတယ်ရန်130လက်ကဖြစ်သွားပါတယ်ကျေးဇူးပါအားလုံးပဲစဉ်းပြေးကြပါသည်ဒီဖုန်းစတန်လေးတော့လုံးဝစဉ်းပြေးပါတယ်